မေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမနဲ့လူတတ္တဝါဟူသည်မြတ်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြန်ကျမ်းမာချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရမေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းလို့ဘေးတွေအန္တရာယ်တွေမတွေ့ခြင်းဘူးမကြုံခြင်းဘူးကိုဘလောက်ကျမ်းမာရေးကောင်းခြင်းလို့ကိုဘလောက်စိတ်ချမ်းသာခြင်းလို့ကိုပြန်စစ်ကြည့်ပါနော်အဲ့လိုပဲတတ္တဝါတိုင်းဟာဘေးရန်ကင်းနေညကြောက်ကြတယ်လန့်ညတယ်ဟုတ်လားတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေးကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟိဆိုတာနဲ့ကျမ်းမာခြင်းနဲ့စိတ်ကအထွတ်အထိပ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကပါလေနှလုံးစိတ်